warfarin ဆိုတာကကြတော့ဒီ anticoagulant ပေါ့နော်သွေးခဲခြင်းကိုတားတယ်စိတ်တစ်မျိုးဖြစ်ပြီးတော့ဒီသွေးခဲမှုတွေပေါ့နော်ဖြစ်ခြင်းကိုကာကွယ်တဲ့နေရာမှာသို့မဟုတ်ကုသတဲ့နေရာမှာအသုံးပြုပါတယ်ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာရှိရပေါ့နော်ဗိုက်တာမင် K ကဒီသွေးခဲခြင်းကိုဖြစ်ပေါ်စေရပေါ့နော်ဒီ warfarin ကကြတော့ဒီဗိုက်တာမင် K ရဲ့လှုပ်ဆောင်ချက်ကိုတားဆီးခြင်းအပြင်သွေးမခဲအောင်ထိန်းသိမ်းပေးထားရပေါ့နော်ဒီ warfarin ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ဒီ AF flu ခေါ်ရပေါ့နော်နှလုံးခုန်ပုံနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီသွေးခဲမှုတွေဖြစ်လာနိုင်တဲ့အခြေအနေမျိုး DBD လို့ခေါ်တဲ့ခြေထောက်အောက်ပိုင်းပေါ့နော်သွေးကြောတွေမှာဆိုရင်သွေးခဲနေတဲ့အခြေအနေမျိုးP လို့ခေါ်တဲ့သွေးခဲတစ်ခုကသွေးကြောတွေကနေပြီးတော့တုတ်ထွက်လာပြီးတော့ပေါ့နော်အဆုပ်ကိုရောက်သွားတဲ့အခြေအနေမျိုးဒီတက်ထုအမျိုးအစားပေါ့နော်နှလုံးအဆုပ်ရှင်နဲ့ထားတဲ့လူတွေမှာဆိုရင် warfarin ကိုသွေးမခဲဖို့ပေါ့နော်အနေနဲ့အသုံးပြုပါတယ်ဒီ warfarin တောက်နေတဲ့လူနာရဲ့အတွက်ဆိုရင် iron ကိုအမြဲပုံနဲ့စစ်ဆေးရပါတယ်ဒီ warfarin ဆေးရပေါ့နော်လုံးဆောင်မှုက vitamin K နဲ့စက်နေနေရကြောင်း warfarin တောက်နေတဲ့လူတွေမှာဆိုရင် vitamin K ကျော်ရတဲ့အစားအသောက်တွေvitamin K ပါတဲ့ဒီဖြစ်ဆက်စာ supplement တွေပေါ့နော်အဲ့ဒါတွေကိုတတိထားစားသုံးဖို့လိုအပ်ပါတယ်vitamin K ပါတဲ့အစားအသောက်တွေပေါ့နော်လုံးဝမစားရမျိုးမဟုတ်ဘဲနေ့တိုင်းပေါ့နော်တတ်မှတ်တဲ့စားနိုင်ပါတယ်ဒီနေ့လုံးဝမစားတော့ဘူးနောက်နေ့မှာအများကြီးစားလိုက်တာမျိုးအဲ့လိုလုပ်လို့မရပါဘူးကိုကတကယ်လို့ပေါ့နော် vitamin K ပါတဲ့အစားအသောက်တွေကိုအရင်စားလိုက်မယ်ဆိုရင် warfarin ရဲ့အာနိသင်ကရောချသွားပြီးတော့ iron ကလည်းနည်းသွားတတ်တယ်အဲ့လိုမျိုးဆိုရင်တွေးခဲမှုတွေဖြစ်ပေါ်နိုင်တယ်vitamin K ပါတဲ့အစားအသောက်တွေကိုလုံးဝမစားတော့ဘူးဆိုရင်ကြတော့လေဒီ warfarin အာနိသင်ကများသွားပြီးတော့ iron တက်သွားမယ်ပေါ့နော်iron များသွားတယ်ဆိုရင်ကြတော့သွေးကိုစိတ်မှုအနှိမ့်ငယ်လေးရှိနေနိုင်တယ်ပေါ့နော်အဓိကအကြံပြုရှင်တာကကြတော့ဒီ warfarin တောက်နေတဲ့လူနာတွေအနေနဲ့ vitamin K ပါတဲ့အစားအသောက်တွေကိုမနည်းမများအောင်တနည်းတစ်မျိုးတည်းစားပါဒီ supplement တွေပေါ့နော်မသုံးခင်မှာvitamin K ပါမှာပါစစ်ဆေးပြီးတော့မှတောက်ပါလို့ပြောချင်ပါတယ်ရှင်